င့်အစာအိမ်ထဲမှာတင်တုံးထားတဲ့ချောင်းကိုတောင်အရေးပြောစီနိုင်တဲ့ acid ရှိနေတယ်ဆိုရင်တင်ယုံကြည်နိုင်ပါသလားဒါဟာတင်ပန်စကားထဲကမဟုတ်ပါဘူးတင်ခန္ဓာကိုယ်ထဲမှာအခုလေးတင်ဖြစ်နေတာပါကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာတကယ်တော့ Marvel ရုပ်ရှင်ထဲကထက်တောင်ပိုမိုက်တဲ့ super power တွေစွမ်းအင်10မျိုးရှိနေပါတယ်တင်မှာဘလို့စွမ်းအားတွေရှိနေလဲဆိုတာအခုပဲကြည့်လိုက်ရအောင်ဗျနံပါတ်1တင်နှုံးသားကိုအရေးပြောစေနိုင်တဲ့အစာအိမ်နံပါတ်2ကတော့အစာအိမ်အစ်စ်ပါဒီအစ်စ်ကအရန်ပြင်းလို့အစာအိမ်နေရန်တွေကဆဲအသစ်တွေကို၄ရက်တိကျိန်အမြဲလဲပင်းရတာပါနံပါတ်2တာမဏိထက်ခိုင်တဲ့အယိုးသင့်အယိုးတွေဟာအလေးချိန်ချင်းတူရင်းတာမဏိထက်9စာပိုးခိုင်ပါတယ်သင့်ပေါင်ယိုးတစ်ချောင်းတဲကတင်လူ40ရဲ့အလေးချိန်ကိုခန့်နိုင်ရရှိတာပါနံပါတ်3ဦးနောက်မီဒီသင်နိုးနေတဲ့အချိန်မှာသင်ဦးနောက်ကလျှက်စစ်မီဒီတလောင်ထိုးလို့ရတဲ့စွမ်းအင်20 watts ကိုထုတ်ပေးနေတာပါနံပါတ်4ပြိုင်ကားတာမြန်တဲ့ကာယုံကျော်တင့်ခန္ဓာကိုယ်လေးကအချက်ပြမှုတွေဟာတနာရီမိုင်250နှုန်းနဲ့သွားနေတာပါတင့်ခြေချောင်းလေးကိုတစ်ခုခုနဲ့တိုက်မိတာနဲ့အုံနောက်ကချက်ချင်းတိတာဟာဒါကြောင့်ပဲဖြစ်ပါတယ်နံပါတ်5ကပပတ်လို့ရတဲ့သွေးကြောတင့်သွေးကြောတွေကိုတန်းလိုက်ရင်ကဘာကြီးကို2ပတ်ခွဲလောက်ပတ်လို့ရပါတယ်နံပါတ်6 969 megapixel မျက်စိတင်အခုကြည့်နေတဲ့မျက်စိဟာကမ္ဘာအကောင်းဆုံးကင်မရာတွေတဲ့ပိုကောင်းပါတယ်နံပါတ်9ရေကူးကန်အဖြစ်တတွေးတစ်သလုံးထွေးတဲ့တတွေးကရေကူးကန်နှစ်ခုစာရှိပါတယ်နည်းနည်းတော့ယွန်းစရာကောင်းပြီပဲဒါကအမှန်တရားပါပဲနံပါတ်10အသေးရဲ့ရှင်ထန်ခြင်းအသေးက85ရာခိုင်နှုန်းပြည့်စည်ရင်တောင်မူလပုံစံအတိုင်းပြန်ပေါက်နိုင်တဲ့တစ်ခုတည်းသောအင်္ဂါပါနံပါတ်9အရေပြားလဲလှယ်ခြင်းတင်ဟာ10မိနစ်ကိုဆဲပေါင်း4000လောက်ကွာချနေပြီးတက်လုံးမှာအရေပြားပေါင်း100ကျော်ကိုလဲလှယ်ပြီးသားထင်နေပါပါနံပါတ်10ရှားပွေရလက်ပွေပဲထူးခြားတာမဟုတ်ပါဘူးတင်းရှာဘောကအမတ်သားတွေဟာလေကဘာပေါ်မှာတင်းတရောက်ထဲမှာပဲရှိပါတယ်ဒီအချက်30ထဲမှာတင်းကိုအန်အော်စီဇွန်ကပဲအချက်လေအစာရင်အက်ဆစ်လားဒါမှမဟုတ်ရှားပွေရလားကွန်မန့်မှာရေးခဲ့ပါအောင်ဒီလိုမျိုးအန်ဖွေဒီကိုပို့သိချင်နေဆိုရင် like and follow လုပ်ထားဖို့လည်းမမိနဲ့ဘူးတော့ဗျာဒီဗီဒီယိုလေးကဘ ഹു တုဒရစေတယ်ဆိုရင်လည်းတင်းတငယ်ချင်းတွေကို share ပေးလိုက်ပါအောင်နော်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဗျာ